Good morning, Cry. How is it? Great. Teresa is very good. Thank you. Today we are going to say about I'm so happy. Yay! ဒီနေ့မှာ Teresa ရဲ့အရင်ပြောတဲ့ဟာလေးကိုပြပြမှာဖြစ်ပါတယ်။ဘာလို့ပြောနေရလဲ Teresa ရေဆိုရင်အားလုံး comment ကြည့်ခိုင်းမှာဖြစ်ပါတယ်။အရင်ပြောစရာကောင်းနေနော်။ယူတိကျမှာမသိဘူး။ Teresa လောက်တော့ Teresa အရင်ယုံကြည်ရတဲ့သူပဲ။သူက Teresa အမျိုးလောက်တော့ Teresa ပြောရင်းနဲ့ဘယ်နေနိုင်ပါမလဲအဲ့လိုမျိုးဖြစ်နေ။ညတော့လည်းမိုးရွာပြလိုင်းနေလည်းတိတ်မကောင်းချင်ပါဘူး။ဒါပေမဲ့နောက်ပြီးတော့ Teresa အားလည်းမအားပါဘူး။ဒါပေမဲ့ Teresa ပြင်လိုက်ပါတယ်နော်ဗီဒီယို။ဒီထာဝလေးရလေTeresa တချမ်းလေးနဲ့ဆော့ပြဖို့လေ။ဟုတ်။ဒါနဲ့ Teresa နဲ့တစ်ခေါက်ဆော့ပြပါ။ပြီးတော့လေအဲ့ Teresa သူကလေ Teresa ကိုဘာလို့ပေးသွားလဲဆိုတော့ယူလို့မတိကြပါအဲ့ Teresa အရင်ကြိုက်တဲ့သူတရားဟုတ်တယ်ပေါ့သူကတော်တော်လေးကိုလည်းမိုက်တယ်သူကတော်တော်လေးကိုလည်းသူကကျင်နာတယ်သူကတော်တော်လေးကိုလည်းစိတ်ထားတူစင်တယ်ပေါ့နော် Teresa ဆိုလေ Teresa ကိုလည်းအမြဲအပီးမယ်အပီးပါလို့အပီးမယ်လို့တော့ထင်တယ်ပေါ့နော်စကားရဖြစ်သွားရင်လေ sorry ပါအပီးပါရောအပီးမယ်ရောပေါ့နော်အရင်ပြောနေစကားရအောင်မှချစ်သွားတယ်ပေါ့နော်ပြီးတော့သူကကျင်နာရယ်စိတ်ထားလေးဖြူစင်ပါတယ်ကဲတီးချင်နေကြရင်ငါဒီတိုင်းပြောလိုက်တော့ဆန်တော့ပြောလိုက်ကောင်းလားမသိဘူးပြောတမင်းဟဲ့ဒါဘလို့ဆော့မဟုတ်တော့မှာဒီကတော့ဟုတ်တယ်မနပြောပြပါဆိုရင်တော့ပြောပြမယ်ဟေးငါဘူးလေဟာတိပီအေးရဟာဒီလိုပြပါဆိုရင်တော့အလုံးတိကြမယ် PKL ပဲဖြစ်ပါရဲ့ PKL ကတော့ဒီစားကိုမနေ့ကကျွန်တော်ပြောပါလေးဖြစ်ပါရဲ့မနေ့ကကြော်ညာတော့ထွေးတာမသိပါဘူးဒါပေမဲ့ထွေးစားတငယ်ချင်းမျိုးอ่ะပေါ့နော်အကြလေးပါသူကထွေးစားကိုပြောရဲဟဲ့နင် PKL ကိုသိလားရသိတာပေါ့တိတ်တိနင်ကောင်းလားမသိဘူးတဲ့သူကနင်ကိုကြော်ညာထားတာအဲ့ဒီမှာဟုတ်လားလို့ငါနဲ့သိရလေငါဖန်လေးဆိုတော့ငါအိုက်တော့ငါဖန်လေးဆိုတော့ဟေးညကြောင်ညာထားရတဲ့အဲ့ချိန်မှာTeresaအဲ့ဗီဒီယိုကြည့်ကြလေရလီလုံးဝပျော်ရည်သီလားနောက်ပြီးတော့ဒီTeresaစိတ်အားဖြူစင်နေသဘောကောင်းနေအဲ့လိုမျိုးပြောနေတကယ်ဒါဗာလေဟိုကတာတကယ်ဟိုဖြစ်တာပါချက်ဟိုTeresaဝင်ကဘာတိတ်မကြွမ်းဖြစ်နေရဲ့ဝင်ကဘာပဲဟိုတော့တော့မှလည်းမသိဘူးကြပါကြောင်ဒီလိုလားဒီလိုတင်နေဒီလိုလားပြီးရင်ဒီကိုဒီပိတ်တယ်ဟာလမ်းပိတ်တယ်လမ်းနေအများကြီးပဲဟဲ့လေထင်းတော့မလွယ်ဘူးတော်ကြီးခဏဆိုဒီဘီပဲဖြေရတယ်ဒီဘီကပိတ်နော်အဲ့ဆိုရင်တိပါရေးနိုင်နေကုန်တိခဏဒီဘက်ကိုပြန်တော့မယ်ဒီဘက်ကိုပြန်တော့မယ်အပြင်ဒီဘက်ကပိတ်ဆိုတော့ဒီပြန်တော့မယ်ဒီဘက်ကပိတ်နော်ငါ hit down ရှိရလားပိတ်ဘယ်တော့မှတူနားလေးဟာပြောင်းနေခုနဟာပြောက်လိုက်တာကိုနော်Teresaတော့အဲ့ဒီနေရာကြီးမှာTeresaတိတ်မကျွမ်းဘူးပေါ့နော်အဲ့ဒီဝင်ကပိုင်းနေရာမှာမကျွမ်းလို့ sorry ပါလို့ကြာကြီးဖြစ်သွားတယ်ကဲ PKL ရဲ့အကြောင်းလေးဆက်ပြောရအောင် PKL ကTeresaစတွေ့ရင်ကတော့သူ့ကိုမကြိုက်ဘူးသူ့ဘလိန်ချင်တာကွာသူ့ရဲ့ရုပ်ကိုပြုတ်ကြသူ့ရဲ့ရုပ်ကိုကြည့်ပြီးတော့သူများကိုဘလင်းရနော်အဲ့လိုဖြစ်တယ်နော်တာဝါခုံနေတာဝါအောက်ဆုံးကနေပြုတ်ကြရင်တဝက်ကနေပြုတ်ကြPKL ကဘလိန်တာပေါ့နော်
ရုပ်ပြဆိုးနေရတယ်နောက်ပြီး PKR ကမကြက်အကောင့်ပုံစံရက်လေးရုပ်ဆိုးလိုက်တာနဲ့အကောင့်ပုံစံလန်းလန်းလေးတောင်မရှာတတ်ဘူးတင်နေဆိုပြီးဗလိန်းနာကွာအဲ့ကျမနောက်တော့ဗလိန်းရနေပါစက်ကြီးပိတ်လိုက်ရတယ်ပေါ့နော်ဟို PKR က PKR အဲ့လိုဗလိန်းရင်လည်းပါစက်ကြီးပိတ်တာမဟုတ်ပါဘူးဗလိန်းရနေပြီးတော့နေကွာရီရရဲ့ကွာသူ့ရီရတော့ဒီစားသူ့ခါတိုင်းကြီးဖြစ်တယ်ကွာအဲ့တော့အဲ့ကနေပြီးတော့အစတော့အတန်တွေကမကြိုက်ဘူးဘာညာနဲ့နောက်တော့အတန်လေးလဲကြိုက်သွားတယ်ပြီးတော့ဟိုဖြစ်သွားတယ်ပေါ့အစတော့ဗလိန်းနာမှာဗလိန်းနာတငယ်ချင်းနေနေရောပေါ့အဲ့တငယ်ချင်း PKR ပြီးလာဘာညာနဲ့အဲ့ဗလိန်းနာအခုမဗလိန်းတော့ပါဘူးနောက်တဖြည်းဖြည်းနဲ့နောက်တော့ကြိုက်သွားနဲ့ဘာမှမလုပ်ဘဲနဲ့အပီးနေရပေါ့နော်အပီးလိုက်တာပေါ့နော်ဒီစားတကယ်အဲ့လိုမျိုးတယောက်ကိုတွေ့ပြီးဆိုရင်လည်းဗလိန်းပြီးစခင်ရလေးရများတယ်ပေါ့နော်အဲ့တော့ PKR just sorry ပါအဲ့လေပဲချမိုင်း PKR ဒီစားအဲ့တဘောကမဲ့လို့ပြောထားအတွက်ကျေးဇူးပါအလုံးမဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကရှင်နေတော့ပါပြီဒါပေမဲ့ဒီစားဒီနေ့ဗီဒီယိုရှည်လေးနဲ့ကောင်းလေးကိုတင်ပြသွားတာပဲဖြစ်ပါတယ်ပြီးတော့ PKR ကိုတည်တဲ့သူတွေလည်းရှိတယ်မတည်တဲ့သူတွေလည်းရှိတယ် PKR ကိုချစ်တဲ့သူတွေလည်းရှိတယ်မချစ်ပဲနဲ့ဆဲထားတဲ့သူတွေကိုလည်းတွေ့ရတယ်တဲ့အဲ့အကြောင်း PKR ရေးဆဲတဲ့သူတွေကိုပြန်တုတ်ပြန်ဖို့က PKR ရဲ့ fan လေးရှိနေပါတယ်အဲ့တော့ PKR ကဘာမှဟိုမဖြစ်နေတော့နော်ဒီမှာထွေစားရှိနေတယ် PKR ကလည်းနောက်ပြီးတော့စာတကယ်ကြိုးစားတာကိုကအမလို့ခေါ်မှာညီမလို့ခေါ်မှာမသိဘူးသူကအတန်းကဘယ်လောက်လဲအသက်ကဘယ်လောက်လဲမသိဘူးထွေစားတဲ့တခါပြောလိုက်မယ်ထွေစားအသက်က9နှစ်10နှစ်ထဲဝင်နေပါပြီရှင်အတန်းကတော့3တန်းပြီးသွားပါပြီ4တန်းရောက်ပါပြီဒီစားအတန်းကိုသိချင်တော့အိမ်မှာပြထားရပေါ့နော်ပြီးတော့ပေါ့နော်ဒီစားလည်းမပေးရသေးဘူး like and subscribe လုပ်ရသေးဘူးတဲ့သူတွေဆိုလောက်ပါနောက်ပြီးတော့ထွေစားဒါအဓိကပြောစရာလေးပေါ့နော်ဗလိလဲဆိုရင်တော့ထွေစားကိုပေါ့နော်ထာဝခုံပြန်ပေါ်မှာဘယ်သူမှမပေးကြဘူးဒီနေ့တင်းတင်းကိုနေတောင်ရောက်နေပြီပေါ့နော်အဲ့ဒါပြီးတော့စနေနေ့ကလေးကထွေစားပေါ့နော်တော့အဲ့ထာဝမလုပ်တော့ဆိုပြီးတော့လုပ်ထားလေးဖြစ်ပါရဲ့ကဲဒီထာဝခုနကတော့ဘာလို့မတော်ကြလဲဆိုဒီစားပြအောင်စောပြပါဘယ်လိုထိုင်နေရလဲမသိဘူးပြန်စောပြဒီလိုပါကဲပြီးသွားပြီခရောအမေဘိုင်